အလုံးရှေ့ကြီးအားလုံးသတိပြည်တော်သမရမြန်မာနိုင်ငံတော်လာလေးပြုဒီမြင့်ကြာတော်လေးပြီးတော့ဘိုးကျော်အတိုင်းတကွာအာသာရီခေါင်းဆောင်ကြီးများလေးပြုဒီမြင့်နိုင်ငံတော်ချင်းစားစို့တရားများတာလွတ်လပ်ခြင်းနဲ့မသွေးနာလူခသိမ့်ငြိမ်းချမ်းစီဖို့ခွင်တူညီမြဝါရဖြူစင်တဲ့ပြေဒီတော်စုမွေမြဲတည်တတ်စေဒိဋ္ဌံပြုမလေး